ရင်းနှီးတွေကြီးတယ်ပြည်တော်စုမြန်မာနိုင်ငံတော်ဆိုတာလေဖြစ်လာဖို့အဲ့ဒီနိုင်ငံတော်အလံလေးဖြစ်လာဖို့စစ်သားတွေရဲတွေလက်သမားတွေလှုပ်သမားတွေဖုံးကြီးတွေအများကြီးပြည့်စက်တာဖြစ်ကြောင်းရုပ်ရှင်ရုံမှာအလံပြရင်ပြည်တော်မြောင်တဲ့အလံက9မိနစ်လေးပြုတ်ပါဘူးတော့ဗမာတွေမထိုက်တန်ဘူးလို့ပြောတာမထိုက်တန်ဘူးလို့ပြောတာမင်းအဲ့ဥပဒနာဗမာဆိုနှိမ့်နေမင်းတို့စဉ်းစားလိုက်ရုပ်ရှင်ရုံတွေရဲ့အလံကိုအားလုံးကွာစီတော့နဲကွာစီစားတော့မပြတ်ဘူးထိုင်းနေတယ်အဲ့ဒါလာရှိုးမှာတက်မှုတယောက်ကတော့တိုင်မှုဖြစ်သွားတယ်ထားတော့နာမည်တော့မပြောတော့လာရှိုးမှာဗိုလ်တင်ဝင်းခက်ကလာရှိုးမှာ तू ကဘုံမှုရုပ်ရှင်တွေမကြည့်ဘူးကြောင်းတော်တော့ရုပ်ရှင်သွားကြည့်တယ်မရရသားနောက်တိုင်မှုဖြစ်သွားရှာတယ်သူကအဲ့ဒါဘုံရုပ်ရှင်သွားကြည့်စစ်သားဆိုတာကအလံမြန်နဲ့အလေးကပြုတ်ပြီးသားလေပြောင်းမြန်မာနိုင်ငံတော့အလေးပြုတ်ပါရုပ်ရှင်သူကဘတ်ဆိုဘုံမှုကထအလေးပြုတ်တော့လူတွေကအကုန်ထိုင်ရှက်သွားပြီသူ့ဟာဆိုဝိုင်းဖားတာအလေးပြုတ်တဲ့လူကိုတိုင်းပြည်ကပြောင်းမြန်နေဖြစ်တယ်မြန်မာနိုင်ငံငပိတဲ့ကအိတ်စားတဲ့ကခွေးမောင်းတဲ့နိုင်ငံဟုတ်တယ်လေအဲ့တော့ဘုံအိုက်ဘုံမှုလေးကထပြီးအလေးလာရှိုးမှာအလေးထပြုတ်အလေးလက်ထပြီးကျန်တဲ့ကောင်တွေဟာငပိုးကြီးဆိုသူကအရဲဝင်နေဆိုတော့စိတ်ဆိုးပြီးခပတ်ဖြုတ်ပြီးလို့အဲ့အကောင်လုံးရိုက်ပြက်မှုနေဝင်ရှိရောက်သွားဘယ်သူလဲကွာဆိုဘာလို့ရုပ်ရှင်လဲတော့ကြက်တာလဲပြည်တော်မြန်မာနိုင်ငံအလံကိုကျွန်တော်ကအလေးထားပြုတယ်အဲ့ဒါရန်လို့ဆိုတော့တနက်နဲ့ပြတ်သက်ပြရမှာတဲ့အဲ့ဒီကောင်ယာရုချက်ချင်းတိုးနေဆိုဒုဘုံကြီးပြတ်သွားအေးရောတော်သေးတာဗောငါတနက်နဲ့နှစ်ထင်ကိုတိပြစ်ချင်တာသူမလို့ကပတ်နဲ့ရိုက်တယ်ဘာတယ်လဲဘာတယ်လဲကြည့်လိုက်ပရီးမီးယားလိဂ်တွေမှာကြည့်တယ်ဘောလုံးသမားတွေငြိမ်နေရတာနော်သူကဒီနေ့ဘေးမာကြီးကွာလွန်သွားလို့ဒါကို့လူမျိုးမဟုတ်ဘူးအဲ့ဒီထဲမှာဖြောက်လိုက်တာနဲ့အဲ့ဒီကောင်ယာရုအဲ့ဒီကောင်လက်ကရော့ဒါဆိုကြည့်ကြတာတယောက်ချင်းမျက်နှာရိုက်ကို့နိုင်ငံမဟုတ်ဘူးဒါသူများမင်းတို့ဘောလုံးပွဲမှာတော့ပြေးကုန်ပြက်မှာမြန်မာကရတယ်ဟိုဘက်ကဗီယက်နမ်ဒုတိယမလေးရှားဒုတိယမြန်မာနိုင်ငံအလံကိုခုနပြောလို့အလေးပြုပြီးအလံတင်နဲ့တချင်းဆိုတယ်အားလုံးငြိမ်ပေးတယ်တွေ့လားဒါကဘာအချင်းဗမာတွေကတအားအံ့ဩစရာကောင်းတယ်တော်တော်အံ့ဩစရာကောင်းတဲ့လူမျိုးတွေသာသနာလမ်းလဲဒါဖြိုးဆရာတော်ဘုရားဆရာတော်ပြောင်မဲလျှောက်လိုက်လက်ပံမှာတွေ့တာငါနည်းနည်းတော့စွာတယ်ပေါ့ဖြိုးဆရာတော်ဘုရားဟာဓမေစီတို့ဝါတဲ့တွေ့ရှင်လုံးလုံးနဲ့ဘာလို့လဲအိမ်နဲ့မွေးသောသားသည်ဓမ္မရာသားမီတိမ်နဲ့မွေးသောသားသည်ယရဏသားမီဓမ္မရာသားသည်တန်တရားဒုက္ခကိုရှေ့လျားစီပြီးယရဏသားသည်တန်တရားအဲ့ဒီစာသားဘလို့တွေးနဲ့စိတ်နဲ့ရေးလိုက်တာလေဆရာဥလူမော်လည်းရှိတယ်ဒေါခင်ဆွေလည်းရှိမသေးသေးဘူးလက်ပံမှာဓမေစီဥက္ကဋ္ဌနဲ့ဖြိုးဆရာတော်ခင်သွားတယ်ငါမျိုးသိချက်တာကွာသိလို့စိတ်ထဲကနေချစ်နေတာကိုယ်ချစ်သွားတော့ဒီတော့စကားလေးတစ်ခွန်းလုံးရှောက်ပြရစီဒါရှောက်သွားမင်းဆက်လိုက်မသားဖို့တော့ငါလာမပြောနဲ့တော့မင်းကဆက်လိုက်တော့ဆရာဆက်လိုက်ကြိုက်အဲ့ဒါမဟုတ်ဘူးဗျာဆရာတော်ကာကြီးကဟိုဒဘလကတ်ကြီးရတယ်ကောင်းလိုက်တာဗျာနောက်ဆုံးနံပါတ်တစ်ချက်ကြီးအေးကွာလေဘုံမှုတယောက်လူရတာကွာထားပါဒါပေမဲ့ဆရာတော်ဘုရားရဲ့လို့သိထောင်ချီတန်ကားကြီးကိုစီးသွားပြီးတော့ဆရာတော်ကနေလေးရလှဲ့တာသူပြောရမယ်လေငါမအားဘူးကွာလို့ပြောမှဖြစ်ချင်းရောသာသနာအလံစုပ်ပဲ့ပြီးဟောင်းနှမ်းတယ်အဲ့ဒါကြောင့်မလို့ဆရာတော်သာသနာအလံအေးကွာငါကွာတဲ့ရန်ကုန်မရောက်တော့ဘူးကွာတဲ့တက်လာလုံးဘလို့ဆိုရင်လို့သာသနာအလံ9ခု10ခုလို့ဝယ်ပြီးထပ်ထားတယ်တခုမှ2000လောက်ပေးရတယ်ကားသိန်း2000တန်တန်အလံကအေးကွာအဲ့ဒါဘုံကြီးများလည်းကြည့်လိုက်ဟာဘုံချစ်မှာကျတော့ဗတ္တနာဘလူနဲ့အလံဘရောမကြိုက်ဘူးဆရာတော်ဘရောမလုပ်အဲ့ဒါဆရာတော်မကြိုက်တဲ့လုပ်ငန်းအဲ့လိုမျိုးဖြစ်စေတယ်ဆရာတော်အကျင့်အဲ့ဒါဖြိုးဆရာတော်တပါးတော့လိုက်လာတော့ချက်ချင်းသွားဝယ်ဆောင်ကွာအလံလဲလိုက်တယ်ကားသိန်း2000ကျော်တယ်အလံပြည့်သွားတာများတော့ပေါ့ဒါအလံဆိုတာအလံမရှိတဲ့ယထာတကုံမရှိတဲ့ဖေရအလံဆိုတာသူ့ရဲ့သင်္ကေတဒါပြည်တော်မြန်မာနိုင်ငံအလံကိုစတက်မှာကြတော့မနဲ့ညအမြဲတမ်းအလေးအမြဲတမ်းပြုတ်ရပြောင်းရအလေးပြုတ်ရနိုင်ငံတော်နိုင်ငံအလေးပြုတ်တယ်သူတက်ပဲရှိတယ်ရက်ကလူရမပြုတ်ဘူးဆိုတော့တခါလဲရှာရှည်ပြီးတော့ဖြစ်ကျင်တော့အဲ့ဒီမှာ NLD ပါတီဝင်တွေလည်း200လောက်ရှိတယ်ဆရာတော်အဲ့ဒါတွေသွားပြောမှာသူတို့ဆရာတော်ထဖိုက်ဘုန်းကြီးနေမနေဘူးပေါ့မကွေးမှာဟိုတယ်အပေါ်မော့ကြီးကိုယ့်အခန်းရှိမှာစုပ်ပြတ်တတ်အဲ့မော့ဟိုတယ်ပန်ရှင်ကိုပြောတာပမာမကန့်ပြန်ပြောတယ်โอเคလို့ပြောတယ်ပြည်တော်စုသမရမြန်မာနိုင်ငံတော်ရဲ့အခြေခံဥပဒေစာကိုလှန်လိုက်နိုင်ငံသားတိုင်းဒီမြန်မာနိုင်ငံအလံကိုလေးစားပြီထိုးအလံကိုမလေးမစားလို့ရင်မင်းသွားရှေ့မှာရဲစခန်းရှိတယ်မင်းကတရားစွဲလို့ရတယ်ပြတ်တော့တက်အဲ့ဒီမှာတဲ့ဟာလွတ်တော်အမတ်တွေနဲ့ဆွေးနွေးနေစကားများဟုတ်အဲ့လိုဆိုရင်ဘယ်သူဘက်ကရှိမလဲဆိုတော့နိုင်ငံတော်မှာပြဋ္ဌာန်းထားလားသာသနာအလံကိုလည်းသာသနာအခမ်းအနားများ၌တာလင်တက်ဆင်ရမည်ဘယ်နေရာမှာလို့ရမေးတတ်ရှိပြီးသားအလံတိုင်းမှာဥပဒေရှိတယ်
မြန်မာနိုင်ငံပြောင်းပြန်တဲ့အလံကိုလည်းအဲ့လိုပဲဟိုတယ်တွေတက်မယ်ဆိုလည်းအလံဆွေးမြေတွေဟောင်းနေတယ်ဆိုရင်ပြင်ဆင်ရမယ်သူ့အတွက်အသက်တွေပေးခဲ့တာအများကြီးပဲအများကြီးပေးခဲ့တယ်ဒါကြောင့်ပြည်တော်စုနေအလံလေးကတစ်ထွာလောက်ပဲရှိမယ်တပေါင်လောက်ပဲလေးမယ်တိတိကျကျအခမ်းအနားနဲ့လွှဲပြောင်းတယ်အခမ်းအနားနဲ့ပေးတယ်အလံတွေတေးချင်လုပ်တယ်အဲ့ဒါဘာတွေလုပ်တာလဲဒီအလံအတွက်ပေးစွန့်ခဲ့ရတဲ့အသက်သွေးချွေးများစွာကိုရည်ရွယ်ချက်ထားတာဒါပဲဒါကြောင့်မလို့ပြီးတော့အာဇာနည်နေ့နိုင်ငံတော်အလံတဝက်ချမယ်ဟောဒီလွတ်လပ်ရေးကိုတိုက်ပွဲဝင်ရတဲ့ပုံကိုကြီးတွေကိုလေးစားသွားပြီးအလံတဝက်ချတယ်ချန်နယ်တွေမှာချလို့မရဘူးနိုင်ငံတော်ခန္ဓာမရှိအမိတ်မရပဲနဲ့ကိုယ့်ကိုဘာသာကိုနဲ့လဲဥပဒါနာတော့သူအလံတင်လို့မရဘူးသူဒီခြေတော်စုနေဖြစ်မယ်အာဇာနည်နေ့ဖြစ်မယ်လွတ်လပ်ရေးမောက်ဘဲနဲ့တင်လို့မရဘူးတိုးတွေလောတွေရှိပြီးသားဒါပါလဲဆိုရင်ဒီအလံနဲ့ပတ်သက်တာဒီတိုင်းပဲဗုဒ္ဓမြတ်စွာဘုရားရဲ့အလံကယုံကြည်လို့6သွဲသူ့အတူစီကန်းရှိပြီးသား